ကျွန်တော်တို့ဒီနေ့တွားရောက်ကူညီပေးခဲ့တဲ့သာသနာတော်အတွက်ဆုံးရှုံးမှုတရက်ဖြစ်တဲ့အန်နီမအဂိဇာပနာကိုမျှဝေပေးနေပါတယ်ခင်ဗျာရန်ကုန်တိုင်းဒေသကြီးတကုံမြို့တိစိတ်ကမ်းမြို့နယ်မဟာဝိနည်းလင်္ကာရကျောင်းတိုက်ကြီးဦးစီးပဒနာနာယကစေကဝတီဗုဒ္ဓတက္ကသိုလ်ကြီးပါမုခချုပ်ဆရာတော်တက်တော်80နဲ့တိတ်ခါတော်90ဝါရှိဒေါက်တာဗဒနာဝိနည်းလင်္ကာရအကမဟာပန္နိတမဟာထေမြတ်ကြီးအန်နီမအဂိဇာပနာဖြစ်ပါတယ်ဆရာတော်ဘုရားကြီးဟာမဟာကဏ္ဍဝါစကပန္တိတဘွဲ့တော်အကမဟာပန္တိတဘွဲ့တော်တိပိတကဒရဘွဲ့တော်နှင့်များစွာသောဘွဲ့တော်များကိုလည်းရရှိထားပါသေးတယ်ဆရာတော်ဘုရားကြီးဟာအေယာဝတီတိုင်းဒေသကြီးမော်လမြိုင်ကျွန်းမြို့နယ်မယန်းကြီးရွာမှာရှင်သာမဏေပြုခဲ့တာဖြစ်ပါတယ်ဆရာတော်ကြီးရဲ့အန်နီမအဂိဇာပနာအခမ်းအနားမှာနွယ်ဘိုးရင်မိသားစုရဲ့လွမ်းသူပန်းခွေအများပြားကိုတွေ့ရတဲ့အတွက်တာရုခေါ်မိပါသည်ဆရာတော်ကြီးရဲ့အန်နီမအဂိဇာပနာမှာကျွန်တော်နိုင်ကူညီမှုအသင်းရန်ကုန်ကချွေရောင်ကနုတ်အခေါင်ကလဝိတ်ဖောင်းတော်ပုံတော်တင်ရင်စသောအသုံးဆောင်များကိုကုစုပြုအလုံးစုံတာဝန်ယူပေးထားပါတယ်ဆရာတော်ဘုရားကြီးရဲ့ဥတုဇရုပ်ကလက်တော်တကုံစိတ်ကမ်းမြို့နယ်ထဲမှာလှည့်လည်အပူဇော်ခံပြီးကြည်စုတုတ်တံမှာပဲမိတကြိုမှာဖြစ်ပါတယ်ကြည်စုတုတ်တံမှာတော့ဆရာတော်ဘုရားကြီးရဲ့ရုပ်ကလက်တော်တပည့်တာဝကများနဲ့ဆွေတော်မျိုးတော်များမှဖူးမြော်ရှစ်ခိုးခဲ့ကြပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ